9 နိုင်စားမယ်လို့ပြောတာကျွန်တော်စားမယ်နော်နောက်ကြတဲ့တော့ကဲစားကြအောင်တတဝါတွေအစာဝကြပါစေအနာကင်းကြပါစေတရားရှင်းကြပါစေတတဝါတွေအစာဝကြပါစေအနာကင်းကြပါစေတရားရှင်းကြပါစေတတဝါတွေအစာဝကြပါစေအနာကင်းကြပါစေတရားရှင်းကြပါစေအနေဆိုကြကောင်းချီးလူချင်းအချင်းချင်းကင်းရှင်းကြပါစေယူစုလူချင်းအချင်းချင်းကင်းရှင်းကြပါစေဝိတုလူချင်းအချင်းချင်းကင်းရှင်းကြပါစေကျူးကျော်လူချင်းအချင်းချင်းကင်းရှင်းကြပါစေတရားတရားဒီနေ့တရားရှင်းမြောက်နိုင်ပါစေဆုတောင်းကြအောင်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုယ်စိတ်နှပါချမ်းသာချမ်းသာကြပါစေမေတ္တာဆောင်ရည်လုံးပါစေသစ္စာဆောင်ရည်အောင်ကြပါစေသာဓုသာဓုသာဓုကဲအားလုံးပဲဒီနေ့ကျွန်တော်တို့မိတ်ဆက်ပြီးပါဦးမယ်စာကြောစာဒီကတော့နာမည်ကြီးဆရာတော်ဖြစ်ပါတယ်ဆိုင်ကာယာနိုင်ပေါ်မှာလည်းတွေ့ပါလိမ့်မယ်ဆရာတော်က အញ្ញံကောင်းချက်ချင်းကောင်းအခုချက်ချင်းပဲကောင်းတယ်ဆရာပေါ့ဆရာကအားပြမယ်ဒီပတ်တင်တန်းမှာအထူးကဲဆုံးတင်တန်းတစ်ခုကပါလာတော့သွေးနဲ့ပြုလို့ရတဲ့လမ်းကြောင်းနော်သွေးကုထုံးလို့ခေါ်တယ်ဆရာဆရာမတို့ရဲ့ထက်ထဲမှာလည်းတိုက်ဆိုင်တဲ့လူတွေသဘောကျတဲ့အကွက်တွေလည်းပါပါတယ်ဒါပဲပြီးပြီးဆရာဆရာမတို့နေနဲ့ကျွန်တော်တို့မြန်မာတိုင်းရေးပညာထဲမှာရိုးရာစေပညာနဲ့အတူဝိဇ္ဇာကနာနဲ့တွဲလာတဲ့စေပညာတစ်ခုဖြစ်ပါတယ်ဆရာဆရာမတို့နေနဲ့နောက်မသိရင်လေးပါကျွန်တော်တို့ကတိုင်းရေးဖြစ်တဲ့အတွက်ကြောင့်တိုင်းရေးနဲ့သက်ဆိုင်တဲ့အရာတွေပဲကျွန်တော်တို့ရေးသိဖြစ်ပါတယ်နော်ဒါတွေးခုထုတ်ဖြစ်တဲ့အတွက်ကြောင့်နည်းနည်းခက်ခဲပါတယ်နောက်ဆရာဆရာမတို့နေနဲ့ဘာပဲဖြစ်ဖြစ်ဘာသာရပ်တစ်ခုအနေနဲ့ပဲလေ့လာသင်ယူပေးပါနော်ကြည့်ရအောင်